လောကထဲမှာနေလို့ရှိရင်ဒီအချက်၄ချက်ကိုသတိထားဖို့လိုတယ်ပေါ့နံပါတ်1လောကဘဝယတ္တိကိုအတွက်အသိပညာနဲ့ကြိုးပမ်းအထောက်မှုနံပါတ်2ကိုရလာတဲ့အခွင့်အရေးကိုရလာတဲ့ပစ္စည်းဥစ္စာအားလုံးနဲ့မျှဝေသုံးစွဲပြီးလောကကိုအကျိုးပြုမှုနံပါတ်3အခွင့်အရေးတာလို့အောင်မြင်ကြည်ဝလာတဲ့အခါစိတ်တက်တည်တည်ငြိမ်ငြိမ်ထားပြီးတော့ဘဝမမြင့်ဖို့ဘဝမမြင့်မဲ့နဲ့စိတ်တက်တည်ငြိမ်စွာထားနိုင်မှုစတုထအချက်ကကြာဆုံးကရောက်တဲ့အခါမှာစိတ်နှလုံးတုန်လှုပ်ပြီးစိတ်တက်မကြဘူးအဲ့ဒီတရား၄ပါးကိုသာဓုတရား၄ပါးလို့လည်းခေါ်တာဒါအကောင်းဆုံးနေထိုင်ခြင်းသာဓုဆိုတာအကောင်းဆုံးအဲ့တော့ဘဝမှာလောကတွင်မှာနေတဲ့အခါမှာဒီချက်၄ချက်နဲ့ပြည့်ပြည့်စုံစုံဖြစ်အောင်ကိုယ့်ကိုထိန်းချောင်းပြီးတော့နေရမယ်ဆိုတာဒါမှတ်သားတဲ့နဲ့ပေါ့နော်